ဘသူကိုမှမဆက်သွယ်ပဲနေကြည့်လိုက်ဘသူကမှအရေးတူကိုလှုပ်ပြီးဆက်သွယ်မလာတာကိုသိလာလိမ့်မယ်ဘသူကိုမှမရောပဲဖာတိဖာတာနေကြည့်လိုက်ဘသူအတွက်မှကိုကအရေးမပါတော့ဘူးဆိုတာသိလာလိမ့်မယ်လူမဆက်သွယ်တတ်တဲ့လူသုံးလူတွေကလွဲရင်ကိုအနားမှာကိုပဲရှိတယ်တခါတလေတော့လောကကြီးကမတရားဘူးကိုဘကအစ်စ်မှန်တွေပေးပြီးပြန်ရတာတော့အတူရောင်နေကြီးပဲမလူတစ်မျိုးလူတစ်မျိုးလူတွေရဲ့အမျက်နှာနှစ်ခွနဲ့ရှေ့တစ်မျိုးကြွယ်ရတစ်မျိုးလူတွေရဲ့ကိုထက်တာမနာလိုတဲ့လူတွေရဲ့ကြောက်တုံးတက်တဲ့လူတွေရဲ့ကြားမှာတိတိလျက်နဲ့ဟန်ဆောင်ပြီးပြုံးပြရတာအရန်ပင်မယ်အစင်မပြေဘူးဆိုပြီးရင်ဖွင့်တော့လေနောက်ွယ်မှာဟာတိုက်ရည်တဲ့သူတွေကြီးပဲမှုခံစားချက်တွေကိုမျိုးသိမ့်တက်လာတယ်နောက်ဆုံးတော့လေကိုပဲအဖော်ပြူပြီးတဖြည်းဖြည်းနဲ့အစင်မပြေမှုတွေကြားမှာရင်းတက်လာပြီ